ဒါကကျွန်တော်မြင်မှုတမျှထဲမှာအယူဆုံးအစားအစာပဲဆက်လိုက်ကမြောက်ကိုရီးယားလူတစ်ယောက်ကိုငိုအောင်လုပ်ပြီးဝက်သားကြော်တစ်ချက်နဲ့လက်နက်ချဖို့တောင်းပန်နေပြီးတော့ပါလီမန်အမတ်တစ်ယောက်ကိုငါးပြုတ်တအိုးနဲ့စိန်ခေါ်ရဲတဲ့ယုံနိုင်လားဒါတွေအားလုံးကစစ်တပ်ထမင်းစားဆောင်မှာတကယ်ဖြစ်ပျက်ခဲ့တာကျွန်တော်တို့ရဲ့ဆက်လိုက်ချင်းချင်းစားကချက်ပြုတ်စနစ်နဲ့ရွေးချယ်ခံရသူပါကံမကောင်းစွာပဲစနစ်ရဲ့တာဝန်ကိုမပြီးမြောက်ခဲ့လို့စပုံမှုဖြစ်လာဖို့သူ့ရဲ့လမ်းကြောင်းကလုံးဝပိတ်ဆို့သွားပြီးစစ်တပ်စခန်းမှာပဲကင်းလက်ရဲတဲ့သူအဖြစ်ပဲတာဝန်ထမ်းဆောင်နိုင်တဲ့တညမှာတော့မတော်တဆပျောက်ဆုံးသွားတဲ့မြောက်ကိုရီးယားလူတစ်ယောက်ကိုလူတွေ့လိုက်တဲ့တက်ခွဲမှုရဲ့မျက်လုံးတွေတောက်ပသွားတဲ့ဒီလူကိုသူထိန်းထားနိုင်ရင်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်လာလိမ့်မယ်။ညာတူတိုးတာနဲ့လစာတိုးတာတွေလည်းမကြခင်မှာဖြစ်လာတော့မှာပါ။ဒါပေမဲ့အဲ့ဒီလူကငားများနေတာဖြစ်ပြီးလေတိုက်လို့လွင်မျောသွားတယ်လို့ပြောပြီးအိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တဲ့အဲ့ဒီလူကိုဆွဲဆောင်ဖို့အတွက်တက်ခွဲမှုကစပွဲတစ်ခုလုံးကိုအပြင်မှာစားဖို့သူ့အိတ်ကတဲကပတ်စံထုတ်သုံးတဲ့ထမင်းစားဆောင်မှာချက်ပြုတ်ခိုင်းလိုက်လို့လားဘာလို့လဲဆိုတော့သူ့လူတွေတောင်ထမင်းစားခန်းထဲကကြောက်စရာကောင်းတဲ့အစားအစာတွေကိုမျိုးချဖို့မလွယ်လို့ပါဒါပေမဲ့သူရှိမှာအရသာရှိတဲ့အစားအစာတွေနဲ့ဒီလူကမလုံးမရှက်ရှိနေပါတယ်လူတိုင်းအံ့ဩနေချိန်မှာပဲဒရိုက်တာကဂျင်းချင်းစာရဲ့မစားရသေးတဲ့ဝက်သားကြော်ကိုရုတ်တရက်တတိယသွားပါတယ်ဒါကြောင့်ပူနွေးဝက်သားကြော်ကိုစစ်စေးခန်းထဲယူလာခဲ့ပါတယ်အစပိုင်းမှာတော့ဦးလေးကအတော်လေးမှုရှိပြီးရန်သူစီကထမင်းတစ်စိမ့်မှမစားပါဘူးဒါပေမဲ့အဲ့ဒီကြော်ထားတဲ့ဝက်သားကြော်ရဲ့ရနံ့ကအရန်လွှမ်းမိုးနေပါတယ်နူးညံ့ပြီးအရည်ရွှမ်းတဲ့ဝက်သားကိုပတ်ထားတဲ့ရွှေရောင်နဲ့ကျွတ်ရွအရေခွန်ကသူ့ရဲ့စိတ်ဆွမ်းအားကိုယူသွတ်စွာနှိမ့်ဆက်နေတာပါအတွင်းစိတ်ပြင်းထန်စွာရုန်းကန်ပြီးနောက်ဦးလေးကဝေဖန်တဲ့အကြည့်နဲ့တကိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီကိုက်ပြီးတဲ့နောက်ကျွန်တော်စိတ်ဝိညာဉ်တစ်ခုလုံးလှုပ်ရှားသွားတယ်လို့ခံစားရပါတယ်ကျွန်တော်တကယ်ကြိုက်တဲ့အရန်အရသာရှိတဲ့ဝက်သားကြော်ထားတဲ့ဝက်သားကြော်ရဲ့ကျွတ်ရွအသားနဲ့အရည်တွေထွက်လာတဲ့အရသာအဲ့ဒီအရသာကလွတ်လပ်မှုရဲ့အရသာပါပဲဦးလေးကချက်ချင်းပဲထိုင်ကုန်ပေါ်လှဲချလိုက်ပြီးဝက်လိုအော်လိုက်မိပါတယ်အပြင်မှာစောင့်နေတဲ့ခေါင်းဆောင်တွေကအထဲမှာညှဉ်းပန်းနှိပ်စက်မှုလို့ထင်ပြီးတကားကိုညံ့ကန်ဖွင့်လိုက်တဲ့အခါဦးလေးကအရသာရှိတဲ့ဝက်သားချောင်းကိုပျော်ရွှင်စွာစားသုံးနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီလိုပဲကြော်ထားတဲ့ဝက်သားချောင်းကသူ့ကိုပထမနေရာရစေခဲ့တယ်ဒီလိုနဲ့ကျန်းချန်ဆိုင်ကကြီးမားတဲ့ပံ့ပိုးကူညီမှုတစ်ခုပြုလုပ်ခဲ့ပြီးကုမ္ပဏီမှုကသူ့ကိုစားတောက်ဆိုင်ကိုပြောင်းရွှေ့ဖို့ကိုယ်တိုင်အမိန့်ပေးခဲ့တယ်စနစ်ရဲ့အကြောင်းကြအားစာထွက်ပေါ်လာပြီးသူ့ရဲ့ပြောင်းရွှေ့မှုမရှင်ပြီးဆုံးသွားပြီးသူ့ရဲ့ချက်ပြုတ်ခရီးကိုတရားဝင်ပြန်လည်စတင်ခဲ့တယ်ဆုလက်အနေနဲ့သူ့ရဲ့ယာတုကိုမိသက်ကာကွယ်ရေးလက်ထောက်ကနေမိသက်ကာကွယ်ရေးစစ်သားအဖြစ်တိုးမြင့်ခဲ့ပြီးချက်ပြုတ်နည်းအသစ်တွေလည်းရခဲ့တယ်ဒါပေမဲ့ဦးလေးကိုရှာဖွေတွေ့ရှိခဲ့တဲ့ကင်းသမားနှစ်ယောက်ဖြစ်တဲ့ဂျင်ကွန်စီနဲ့သူ့တငယ်ချင်းကဒေါသထွက်ခဲ့ကြတယ်သူတို့ကအရင်ဆုံးရှာဖွေတွေ့ရှိခဲ့ပေမဲ့ကျန်းချန်ဆိုင်ကဂုံယူစရာအားလုံးကိုခိုးယူသွားခဲ့ပါတယ်ဒီလိုနဲ့ဒီမကျေနပ်မှုကပေါ်ပေါက်လာခဲ့အခုဆိုရင်မိသက်ကာကွယ်ရေးစစ်သားတစ်ယောက်ဖြစ်တရားဝင်ဖြစ်လာတဲ့ကျန်းချန်ဆိုင်ဟာဗကန်စီရတဲ့ပင်ပန်းဆင်းရဲမှုကိုနောက်ဆုံးတော့နှုတ်ဆက်နိုင်ခဲ့ပါပြီသူဟာရိုးရှင်းတဲ့အေးပန်းကန်တွေကနေစတင်ခဲ့တယ်ကျန်းချန်ဆိုင်ဟာမုံလာဦးနီဟိဖြတ်နီကိုစတင်လေ့ကျင့်ခဲ့ပေမဲ့သူ့ရဲ့ဓာတ်ကျွမ်းကျင်မှုကအရန်ဆိုးရွားလုံးတာကြောင့်စနစ်ရဲ့အကူအညီပေးရေးလိုင်းတွေနဲ့တောင်သူလိဖြတ်ထားတဲ့မုံလာဦးနီဟိဖြတ်ထားတဲ့အစိမ့်မွာတွေကခွေးတကောင်ကကိုက်ဖြတ်ထားတယ်လို့ထင်ရတယ်စပုံမူရင်တောင်ကျန်ကဆက်ပြီးတီးမခံနိုင်တော့ပဲသူ့ရဲ့ကျွမ်းကျင်မှုကိုကိုယ်တိုင်ပြသခဲ့ပါတယ်ရလက်အနေနဲ့စခန်းထဲကစစ်သားအလုံးဟာအဲ့ဒီနေ့မှာမုံလာဦးနီချစ်ထားတာကိုမစားရပဲမုံလာဦးနီစွပ်ပြုတ်ကိုတောက်ခဲ့ရပါတယ်ဒါပေမဲ့စနစ်ရဲ့အကူအညီနဲ့ဂျင်းချင်းဇဲရဲ့ဓာတ်စွမ်းရည်ဟာအလင်းအမြန်တိုးတက်ခဲ့ပြီးတရက်ထဲမှာပဲအစစ်နှစ်ကိုရောက်ရှိသွားခဲ့ပါတယ်ပပလိထားတဲ့မုံလာဦးနီကိုသူအရန်တဘောကျသွားတာကြောင့်မျက်ရည်ကျခဲ့ရပါတယ်အရင်ကကြောက်စိတ်ခဲလို့မာကျောတဲ့အာလူထောင်းကိုစားခဲ့ကြတာကိုမြင်တွေ့ရပါတယ်အခုတော့ထမင်းစားချိန်တွေမှာလူတိုင်းဟာပိုက်စာနေတဲ့ဝန်ပလွေတွေလိုစားတောက်ဆိုင်ကိုအပြေးလွှားသွားကြပါတယ်နောက်ကြရင်စွပ်ပြုတ်တပကံတောင်မရနိုင်ပါဘူးစိုးရိမ်နေကြပါတယ်ဂျင်းချင်းဇဲဟာစခန်းမှာချစ်ခင်ရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာပြီးကြောင်တွေတောင်သူ့ပေါ်80ချစ်ခင်မှုရှိနေပါတယ်ရွှေရောင်တရက်ဘူးစောင်းထားတဲ့လူကသာသူ့ကိုဆက်ဆုပ်ရွှေရှာစွာကြည့်နေပါတယ်မစ္စတာရွှေရောင်တရက်ဘူးကျွန်တော်ခင်ဗျားကိုကူညီဖို့ရောက်နေပါပြီခင်ဗျားအသက်ရှူမဝသေးပဲအခုကျွန်တော်ကိုထပ်အော်ပြန်ပြီးခင်ဗျားကအများကြီးကြီးပြင်းလာပြီးခင်ဗျားမိဘတွေရှိမှအရက်တောက်တင်တယ်အဲ့ဒါကခင်ဗျားကိုလက်တွေ့ဘဝရဲ့ခံစားချက်ကိုပေးလိုက်မယ်အရက်တောက်မလားယူနေလားဘဲချင်းရှိပြီလေကလေးတွေကိုမေးခွန်းတွေမေးနေတော့မဲရွှေရှောင်းမင်းခင်ဗျမဖြေနိုင်ဘူးကလေးတွေကစားနေကြမှာပေါ့ခမည်းကောအားလည်းရမှာပြေးလွှားနေတယ်ခမည်းဒုက္ခရောက်နေပြီကျွန်တော်ခမည်းရဲ့အကူအညီလိုအပ်တယ်အလုပ်ထုတ်ခံရအောင်ကူညီပေးပါခမည်းအလုပ်ရှုပ်နေလို့မဖြေနိုင်ဘူးခမည်းအိမ်ငါးခမယူဘူးဒါကြောင့်ထောင်ကြမယ်လို့ပြောနေတာပြီးတော့ခမည်းလူဆိုးလေးခမည်းအလုပ်ကိုကောင်းကောင်းမလုပ်တဲ့အတွက်ကျွန်တော်ခမည်းကိုစူရမယ်ခမည်းဒီလောက်မနာခံရင်ရွံကြားတန်ကိုဘာလို့ကလေးတွေအားလုံးကိုဖမ်းဆီးတာလဲလို့မေးတင်တယ်ရွံယူဒီနာမည်ကခင်းရမ်းမိသားစုမှာအတော်ကြာကလေးကရေပန်းစားနေတာဒါဆိုသူတို့ကမင်းကိုဖမ်းဆီးတာမဟုတ်ပါဘူးငါ့ကိုရှာဖွေတွေ့ရှိတဲ့သူတွေပါဝါဗဟိုကေတာပြူဘာလို့သူတို့ကိုတန်စီလိုစောင့်ကြည့်နေတာလဲမင်းရဲ့ဘဝအဖွဲ့ကောင်းကောင်းစီမံခန့်ခွဲထားတဲ့အတွက်တက်မတော်ရဲ့အချိန်ကိုမလိုအပ်ပါဘူးငါတို့အဖွဲ့ကံကောင်းထောက်မှစွာရင်တုံးရှံအနားယူတော့မဲ့အချိန်မှာသူ့ကိုဂယုစိုက်နေတဲ့ရင်တုံးရှံရှိနေတဲ့ကြမ်းချန်စီဒဏ်ရာရသွားလို့သူ့ရဲ့အားလည်းရပြတ်သွားမှာကိုသူမလိုလားဘူးငင်းချမ်းတဲ့နေရက်တွေကမိဖို့ချောင်းမှာပြဿနာကြီးတစ်ခုနဲ့ရင်ဆိုင်ရပြီးနောက်မှာကြာရှည်မခံခဲ့ဘူးစစ်သားအားလုံးကိုကြောက်လန့်စေတဲ့ဟင်းလျာတစ်ခုမီနူးမှာပေါ်လာတဲ့ဟင်းချုံငါးပြီးပိုဆိုးတာကနောက်တစ်နေ့မှာလွတ်တော်အမတ်တယောက်ကသတင်းထောက်တစုနဲ့အတူထမင်းစားကန်းကိုစစ်ဆေးဖို့လာနေတယ်အဲ့ဒါကစစ်ဆေးမှုရဲ့အရေးကြီးဆုံးအပိုင်းဘယ်တက်ခွဲမှုကချီကျူးခံရရင်သူ့ရဲ့ယာတုတိုးမှာတေချာတယ်လို့တွက်ချက်နေတယ်သူကအထူးစားစာပမာဏကိုအသုံးပြုပြီးကြမ်းချန်စီကိုသူ့ရဲ့အထူးဝတ်သားကြော်လုပ်ခိုင်းဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့စခန်းမှုကအဲ့ဒါကတမင်လုပ်လုံးတယ်လို့ထင်ပြီးမူရင်းချက်နည်းကိုအသုံးပြုဖို့အတင်းကျပ်လုပ်တယ်အဲ့ဒါကကြောက်စရာကောင်းတဲ့ငပိန်းချိုပဲကုမ္ပဏီမှုကဒါကိုကြားတော့ချက်ချင်းပဲဒေါသထွက်သွားတယ်သူတို့ကအထူးစားစာတစ်ခုပို့ဖို့ထောက်ပံ့ရေးအဖွဲ့ကိုဆက်သွယ်ခဲ့ပေမဲ့ထောက်ပံ့ရေးအဖွဲ့ကသူတို့ရဲ့အဓိကပြအိုင်ဘက်ဖြစ်မှန်းဘယ်သူသိမှလဲသူတို့ကအရန်နံစောနေတဲ့ပိုလငါးတုံးတွေအများကြီးပို့လိုက်တယ်သူတို့လုံးဝကန်ဆိုးသွားပြီးခီးသွားအဖွဲ့တကားဝကိုရောက်နေပြီဆိုတော့ပါဝင်ပစ္စည်းတွေကိုပြောင်းလဲဖို့နောက်ကျသွားပြီးအရေးကြီးတဲ့အချိန်မှာကြမ်းချန်ဆိုင်ကအစွမ်းကုန်စူးစမ်းဖို့ဆုံးဖြတ်လိုက်တယ်ဒီနန့်ဆိုးတဲ့ငါးတွေကိုကောင်စီလူကြီးရဲ့ယာတုကိုတင်ပိုက်ဖို့သူလုပ်တော့မယ်စနစ်အကြောင်းကြားစာမှာအစင်းမြင့်ချက်ပြုတ်နည်းတွေကိုသုံးရင်ခွန်အားအများကြီးကုန်မယ်လို့ဖော်ပြထားပြီးသူ့မှာအမှတ်နှစ်မှတ်ပဲကြံ
တော်တယ်ဂုံတိတ်ခါအတွက်သူအစွမ်းကုန်စူးစမ်းခဲ့တယ်သူကငါးတုံးတွေကိုရွှေမျိုးရောင်တန်းပြီးကျွတ်လာတဲ့အထိကြော်ပြီးအဆိုတက်ကိုထိန်းထားလိုက်တယ်ငါးတုံးတွေရဲ့ရတာကအရန်ကောင်းပေမဲ့ငါးနန်းကကြံနေခဲ့တယ်ငါးတုံးတွေကိုရွှေမျိုးရောင်တန်းပြီးကျွတ်လာတဲ့အထိကြော်ပြီးတဲ့နောက်ငါးနန်းကပျောက်သွားတယ်ကျန်းချန်ဆိုင်ငါးနန်းကိုဖုံးကွယ်ဖို့အရက်သုံးပြီးဟင်းခတ်အမွေးကြိုင်တွေကိုကျွန်တော်တို့တွေ့ခဲ့တယ်သူကကိုတောင်ထဲမှာမွေးနောက်ပြီးခရမ်းကျင်သီးခောက်ဆွဲဆော့ဘူးတော်များများကိုတွေးလိုက်တယ်လူတိုင်းကသူ့ကိုယူနေတယ်လို့ထင်ကြတယ်ငါချက်ဖို့ဘသူကအဲ့ဒီဟာကိုသုံးပါလေဒါပေမဲ့အဲ့ဒါကသူ့အဖေရဲ့လှုပ်ဝက်ချက်ပါထမင်းစားချိန်ရောက်တဲ့အခါခေါင်းဆောင်တွေရဲ့မျက်နှာတွေကဟင်းလျာတွေကအထူးစားစာတွေမဟုတ်ပဲငါးတူနဲ့ပြုတ်ထားတာကိုမြင်တော့အစိမ်းအောင်ပြောင်းသွားတယ်အထူးသဖြင့်ငါးစာမစားတတ်တဲ့ကောင်စီလူကြီးသတင်းထောက်မကြီးမတွက်နိုင်တဲ့မျက်မြင်သက်သေတွေရဲ့ရှေ့မှာကောင်စီလူကြီးကကြီးစံကိုကိုက်ပြတပွဲပဲစားနိုင်တယ်သူ့ခရင်ကိုမြောက်လိုက်တဲ့အချိန်မှာပဲစနစ်ကကြမ်းချန်စီအရန်ပင်ပန်းနေပြီလို့အကြောင်းကြားလာတယ်မိဖို့ချောင်ကိုပြန်သွားဖို့လှည့်သွားပေမဲ့သူ့ဆက်မထိန်နိုင်တော့ပဲမိလဲသွားပြီးသူ့အမြင်အာရုံမှောက်မိုက်သွားတယ်